တချို့လူတွေကအစီချပြီဆိုရင်အပေါင်းအပြုတ်ပဲစားတယ်အစီကိုလုံးဝမစားရဲကြဘူးဒီအစီစားလိုက်ပြီဆိုရင်ခန္ဓာကိုယ်ထဲမှာအစီစုမှာကိုကြောက်နေကြတယ်ကျွန်တော်တို့တစ်ခုနားလည်ထားရမှာကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအချိန်တိုင်းစက္ကန့်တိုင်းမှာဒီအစီကိုစွမ်းအင်အနေနဲ့အသုံးပြုပြီးတော့မှလောင်ကျွမ်းနေတယ်ဆိုတာကိုနားလည်ထားရမယ်ပုံမှန်အားဖြင့်တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီကိုကြော်အောင်မစားဘူးဆိုရင်လူတစ်ယောက်ကဝလာစရာအကြောင်းမရှိဘူးအစီကအရင်အရေးကြီးတယ်မိတ်ဆွေတို့အစီချနေသည်ဖြစ်စေအစီမချသည်ဖြစ်စေအစီကစားကိုစားပေးရမယ်လူတယောက်ဟာအနည်းဆုံးဒါကအနည်းဆုံးပမာဏကိုပြောပြတာတ kg body weight ရှိတိုင်း0.6 gram of fat ကိုစားပေးရမယ်။ဘာလို့ဆိုလိုတာလဲဥပမာအကယ်လို့မိတ်ဆွေတို့က60 kg ရှိတယ်ဆိုရင်0.6နဲ့အနည်းဆုံးမြောက်ပေးရမယ်ဆိုတော့အစီကိုတရက်တာမှာ36 gram အနည်းဆုံးစားပေးရမယ်။ကျွန်တော်တို့ body weight နည်းတဲ့သူတယောက်ဆိုရင်တောင်မှတစ်နေ့တာမှာအနည်းဆုံးဒီအစီကို30 gram ကိုစားပေးရမယ်။ body weight များတဲ့သူဆိုရင်တစ်နေ့တာမှာတ kg body weight ဆိုရင်1 gram လောက်နဲ့ကိုစားပေးရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကဒီအရာကိုကိုယ်တိုင်မထုတ်လုပ်နိုင်ဘူးအပြင်ကနေစားမှပဲသူကခန္ဓာကိုယ်ထဲဝင်လာမဲ့အရာဒါကိုကျွန်တော်တို့က essential fatty acid လို့ခေါ်တယ်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဟော်မုန်းအများစုကဒီအစီရှိမှပဲသူကကောင်းကောင်းအလုပ်လုပ်မှာအစီရှိမှပဲသူကအလုပ်လုပ်နိုင်မှာဆိုတော့အကယ်လို့မိတ်ဆွေတို့စားတဲ့အစားအစာအပေါင်းအပြုတ်တွေပဲဖြစ်နေတဲ့အခါမှာခန္ဓာကိုယ်ထဲဝင်လာတဲ့အစီကမလုံလောက်ဘူးဆိုရင်ဒီဟော်မုန်းတွေကလည်းကောင်းကောင်းအလုပ်မလုပ်နိုင်ဘူးဆိုတော့နောက်ဆက်တွဲပြဿနာဘာတွေဖြစ်လာမလဲကျွန်တော်တို့စပင်းတွေကျွတ်လာမယ်အသားအရည်တွေခြောက်လာမယ်ဝက်ချန်တွေထွက်လာမယ်တင်းတိတ်တွေထွက်လာမယ်ပြီးရင်မွတ်ဆွေးနေတအားဖြစ်တယ်စိတ်တိုလွယ်တယ်ယာတီမလာတော့ဘူးနောက်ပြီးရင်ကျွန်တော်တို့ဝမ်းချုပ်တဲ့ပြဿနာတွေကလည်းရှင်သွဲလာတယ်ကျွန်တော်တို့အစီစားတဲ့အခါမှာအဓိကဂရုစိုက်ရမှာကဒီ omega 3 fatty acid ကိုခန္ဓာကိုယ်ထဲဝင်အောင်ကိုဂရုစိုက်ရမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပုံမှန်စားနေတဲ့ဒီအစီတွေမှာဆိုရင်ဟင်းချက်သုံးတဲ့အစီတွေမှာဥပမာဆိုရင်ပဲစီတို့နန်းစီတို့ corn oil တို့ soybean oil တို့အဲ့ဒီ sunflower oil တို့အဲ့ဒီအရာတွေကများသောအားဖြင့် omega 6 ကများတယ် omega 6များသွားတဲ့အခါမှာဘာတွေဖြစ်လဲဆိုတော့ခန္ဓာကိုယ်က inflammation တက်တယ် inflammation တက်လာရင်ကျွန်တော်တို့အရှိဗီဒီယိုထဲမှာပြောဘူးတယ် inflammation အရင်တက်လာတဲ့အခါမှာခန္ဓာကိုယ်ရဲ့ insulin sensitivity level ကလည်းကျလာတယ်ဒီတော့အစီခြေဖြစ်တဲ့ဖြစ်စဉ်ကိုလည်းအနောက်အရှက်ပြီးတယ်အစီလည်းကျဖို့ခက်တယ်ဆိုတော့ဒီလိုမျိုး omega 6နဲ့ omega 3 balance မဖြစ်တဲ့အခါမှာဆိုကျွန်တော်တို့ခန္ဓာကိုယ်က inflammation တက်လာတယ်အဲ့တော့ကျွန်တော်တို့ကောင်းတဲ့အစီကိုပြင်ပြီးတော့မှစားပေးရမယ် omega 3 ကြွယ်ဝတဲ့ဒီအစားအစာတွေမှာဆိုရင်ပင်လယ်ငါးပစွန်တွေမှာပါမယ်ဥပမာပြောမယ်ဆိုရင်ဒီ salmon ငါးတို့ sardine တို့ tuna တို့အဲ့ထဲမှာ omega 3 fatty acid တွေအများပြားပါတယ်ဒါပေမဲ့ဒီငါးတွေဟာဈေးကြီးတဲ့အတွက်ကြောင့်မလို့နေ့တိုင်းဝယ်စားဖို့ကြတော့မဖြစ်နိုင်ဘူးဒါပေမဲ့အစားထိုးဖို့ကအများကြီးရှိသေးတယ်လေဥပမာဆိုရင်ထောပတ်တီစားပေးလို့ရတယ်နဲ့အစိတ်အစံထဲရဆိုရင်ဒီ walnut တွေစားပေးလို့ရတယ် macadamia တို့ almond တို့အဲ့ဒီကနေရတာဒီအစီတွေကလည်း omega 3 တွေကျွယ်ဝတဲ့အစီတွေကောင်းတဲ့အစီတွေ good fats တွေဖြစ်တယ်ဒါတွေကိုကျွန်တော်တို့အစားထိုးစားပေးလို့ရတယ်ဒီလိုအစိတ်အစံလေးတွေချီယာစစ်လေးတွေကိုညအိယာမဝင်ခင်တနားရဲ့အလိုမှာ20 gram ကနေ30 gram ကိုစားပေးခြင်းအပြင်ကျွန်တော်တို့ပိုက်ပြည့်တဲ့ခန်းစားချက်ရတဲ့အပြင်မှာညပိုင်းမှာဒီဟော်မုန်းထုတ်လွှတ်မှုအတွက်လည်းများစွာအထောက်အကူပြုတယ်စီသုံးတဲ့နေရာမှာ knowledge အနေနဲ့ထပ်ပြီးတော့မှပြောပြသွားအောင်မယ်တန်လွင်စီရဲ့ဒီ walnut oil ရဲ့ flaxseed oil ရဲ့ကကျွန်တော်တို့ဒီအတုပ်နေရာမှာဆက်လက်နေရာမှာပဲသုံးဖို့ပို့ပြီးတော့မှတင့်တော်တယ်သူကအပူပေးတဲ့နေရာမှာမတင့်တော်ဘူးဆိုတော့အပူလေးကိုကြော်စားချင်တယ်အရွက်တွေကိုကြော်စားချင်တယ်ဆိုလို့ရှိရင်တော့ avocado oil သုံးလို့ရတယ် canola oil သုံးလို့ရတယ်ဒါကကျွန်တော်တို့တိတ်မကျန်းမာတဲ့လူတွေအတွက်လူအုပ်စုအတွက်ကျန်းမာတဲ့လူအုပ်စုအတွက်ဆိုရင်ကျွန်တော်တို့ဒီ avocado oil တို့ဒီ canola oil ရဲ့နောက်ပြီးရင်ကျွန်တော်တို့တိရစ္ဆာန်နေရတဲ့အစီအမဲသားနေရတဲ့အစီအမဲစီတို့ wet စီတို့ coconut oil တို့အဲ့ဒါတွေအနေငယ်သုံးပြီးတော့မှလည်းဟင်းကြော်စားလို့ရတယ်